Hello ဒီစားကြပြီ နေ့ညနေစားမဲ့အပွဲလာပါပြီဒီနေ့ကတော့တယောက်တိုးပါတယ် ဟုတ်ပါလေရှင် သမီးလေးတိုးပါတယ်ဒီနေ့3ယောက်စားမှာဖြစ်ပါတယ်ဒီနေ့စားမှာကတော့ဗာလေးလဲဆိုတော့ hot pot ဖြစ်ပါတယ် အများကြီးပဲနော် hot pot ချက်ထားတာပါတယ်ဒီနေ့ ပြုတ်ကား hot pot တွေအများကြီးမလေးချိန်မှာဖြစ်ပါတယ် hot pot တွေ share ချက်ထားပါတယ် စားကြပါဦးနော်မလို့ကိုကကျွေးပါလေကဲလုံးလေးပါအားရ အကေလုံးတွေရောကျဲရိုးတွေရောနဲ့ခောက်ဆွဲတွေရောအစုံထည့်ပြီးထားပါတယ်အားလုံးစားကြမှာဖြစ်ကြပါတယ်ကဲဟိုကအကြီးဆိုတော့ကြီးဆိုတော့အရေးထည့်လိုက်ပြီနော်အိုးတခုမိနေတာပဲလေးလေးပေးကျွေးကြပါဦးပဲလေးလေး ပဲလေ မလေးပဲလေးလေးကျွေးကြပါဦးဟောက်ဖို့ဆိုတော့လေပဲလေးပါမှဖြစ်မှာလေပဲလေးလေး ပြေးလိုက်ရပြီ အမလေးကောင်းလိုက်တာဟဲ့ထည့်စားကြတော့ စားမယ်နော်စားလိုက်ဦးမယ်နော် နေလည်းပြောလိုက်အောင်လေဦးမ စားပါဦးမယ်ခင်ဗျာ မိမိလည်းရစားတာကြာပြီလေလာစားတာ ညမလောက်တော့နော် ဒီနေ့မလောက်တော့ဒီကကွာဆွေးတော့ကွာဒီကစား ကောင်းလားအချင်းလေးရောနိုင်စားနော်မတော်ဘူးရပါရစားအိမ်မှာလို့ဆိုတော့များစား ဟုတ်တယ်ဒီမှာလောက်လာပြန်စား အိမ်မှာလို့များစားပဲလေးလေးပါပဲလေးလေးပဲလေးလေးကတော့ဒီထဲပဲတိုးလိုက်ပဲလေးကအရေးလေးနဲ့မှာ ချက်သားပါချက်သားလေး ချက်သားတော့မပါဘူးကျရိုးပဲပါအချင်းလေးကောင်းလိုက်တာအချင်းကတသားဖြော်ထား ဆေးသမီးပါ ကောင်း ဒီထည့်ပါလေ ဆွဲပဲ ရှေ့ဘဲတော့မလဲကောင်းထိပြီးလို့ရှိုး ကျရိုးကြကြလေးပြုံထားလေအဲ့အရေးလေးနဲ့အဲ့အရေးလေးဆိုတော့ကောင်းပါဒီမှာအရွက်ကြိတ်တဲ့သူကိုရက်ကြည့်ချင်းလို့ပါရက်စားပါဦးရှိမှလက်ကြီးနဲ့အရက်ကြိတ်တဲ့သူရှိရော ဒါတော့ဟာချစ်လုံးလား ချစ်လုံး ကောင်းမှန်တော့ကွယ်မိုးအေးလေးနဲ့ ခုလိုရာသီဥတုနဲ့ဟောပေါ်နေရတော့လိုက်ဖက်နေရတယ် ဟာဒီမျိုးပုံနဲ့ဟုတ်ပေါ့သူတို့ပြောတာပဲစားဘူးခါမှာ ဒီမီကောင်းမှန်တော့ တာပဲလေးစားလေ စား ပဲလေးပြပါပြပါလေအားလုံးစားကြပါဦးအဲ့မှာတခုခုအဲ့လိုမျိုးချက်ရဘယ်လိုမကြောက်ဘူးသမီး ဟုတ်တယ် လမ်းခေါ်อ่ะ အရင်စစ်တာပါပဲစားစားခေါ်တယ်အင်္ဂါလေးနည်းနည်းလေးဆိုတော့ကွာဘာပဲလို့စားစားမွေးကားစားလေးခေါ်ရင် ဒီလေးရောက်လာ စစ်ကြ ကြောလုံးလေးလည်းကောင်းတယ်စား ကောင်းတယ် တော့ပေါ့နေထုံလေးနဲ့တော့ပေါ့နေထုံလေးဝလာပြီးဒီမှာရှိတယ်အကင်ချောင်းလေးတွေအကင်ချောင်းလေးတွေခောက်ဆွဲတွေအရွက်တွေထည့်ပြီးတော့ဒီပေါ့လေးချက်စားကြတော့ကောင်းလို့လေးလို့ မှန်တယ်နော်စားလေးစားစားကောင်းပါ ကောင်းပါ ဒီက ကောင်းပါတော့ ဖိတ်လိုက် ရမလို့နေပါလို့မပေါ့ဘူး ဒီကကောင်း အိမ်မှာရှိတာလည်းပဲဆက်လိုက် ဒီမှာစစ်တယ်လို့လေတော်တော်ထိမိနေတော့ ချက်သားလေးပေါ့ ကျရိုးပါကျရိုးပြုတ်ပေးတာကျသားလို့မပါဟိုကျတော့ဝင်ရှိတယ်နောက်နေ့ကျမှကြော်စမ်းမလို့မထည့်ပါ
얘기 좀 해보면 뭐 아빠 좀 해봐. 갑니다. 왠지 맛 아까워. 하루 이거 다 먹어. 좋아하는 여자. đây là bao mẹ đây là ăn con đủ đủ làm đi cũng như này này đủ không bỏ lấy xuống chơi liền này lại bảo là đủ đi liền gì lấy đâu nè đó gì lấy cái nhân cái lủng này không bỏ anh đi đủ gì đều ủng hộ quá em mà chi này đấy bà là anh đi đủ xong rồi spicy sauce mà thế này rồi cầu mà thế này có. Nói bà 가자 야. 찾아봐보시 상상하고 우리 상상하고 친구들이 상상하고 있어. 아로 이내야로 이마로 이마보 너 이마ရှိတဲ့ဟာလေးနဲ့ဟောပေါ်အနည်းထုတ်လေးဝယ်ပြီးတော့ဟောပေါ်လေးချက်စားတာဖြစ်ပါတယ်ရှင်ဒီနေ့ကတော့နှစ်ယောက်တူကြီးနှစ်ယောက်ပြမှုပဲနဲ့သမီးလေးကိုပါခေါ်ပြီးတော့3ယောက်သားဟောပေါ်စားကြတာပါနောက်နေ့တွေမှာလည်းတစ်ခုခုအများချက်ပြီးတော့စားမှမို့လို့စောင့်ကြည့်ပြီးတော့အားပေးကြပါဦးသမီးလေးရောလာမလား လာမှာပေါ့မလဲမိလက်ရမစားတာဒါမိလက်လာမယ် လာမယ်အားလုံးပဲကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်